ချစ်တဲ့ပရိသတ်များအားလုံးမင်္ဂလာပါအခုကျွန်တော်ရောက်ရှိနေနေကြတော့ဒီကျွန်တော်ကနေဒါနိုင်ငံတိုရွန်တိုမြို့ downtown ရဲ့ရှေ့တစ်တေးမှာရှိတဲ့ Tommy Thompson Park မှာရောက်ရှိနေတာဖြစ်ပါတယ်ဒီ Tommy Thompson Park ကျတော့ဒီလူလုတ်တဲ့ကျွန်းတစ်ခုဖြစ်တယ်ပေါ့နော်အရင်တော့ဒီတိုရွန်တိုမြို့ဒီဆောက်ရင်းနဲ့ဒီက Mike Drive ကိုဒီမှာလာစုရင်းနဲ့ကျွန်းဖြစ်လာဖြစ်ပါတယ်ခုနောက်ပိုင်းကျတော့ဒီဆူရကဒါကိုပြန်လဲမုံမှန်လိုက်ပြီးတော့ဒီဖတ်လူတွေစပိန်စီးဖို့လူတွေလမ်းလျှောက်ဖို့သူတို့ပြန်မုံမှန်ပြီးတော့လှုပ်ထားတဲ့ဖတ်ကိုဖြစ်ပါတယ်အခုဒီနေရာကျတော့ကျွန်တော်ရင်တော့ဒီအလေထီပေါ့နော်ဒီကျွန်းလေထီကိုကျွန်တော်ရောက်ဖို့ရလမ်းလျှောက်ရင်းနဲ့သူကထိတ်ထိကျွန်တော်မရောက်ဘူးဒီနေ့ကျတော့စပိန်နဲ့ကျွန်တော်ဒီကျွန်းအစကနေဆုံးထိစပိန်စီးပြီးတော့ကျွန်တော်ရှောက်လေပြမှာဖြစ်ပါတယ်အခုကျွန်တော်ဒီအနောက်နိုင်ငံတွေမှာကြတော့ဒီ park တွေကိုလူတွေပန်းဖေဖို့ဒီပန်းချန်တွေ park တွေကိုသူတို့တော်တော်များများရလက်ပအောင်လှုပ်ထားပေးတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီတူတက်တဲ့နိုင်ငံမှာကျတော့အလုပ်နဲ့လုံးပန်းနဲ့ရတဲ့ခါကျတော့ကိုယ့်ရဲ့ mix ဆွေပေါင်းတင်တဲ့ထိတွေ့မှုဆိုတာတိတ်အချိန်မရဘူးเนาะ။အဲ့ခါကျတော့ကျွန်တော်ဒီအားတဲ့အချိန်မှာတို့ဒီဆာမာတို့မှာဆိုရင်ကျွန်တော်လူတွေချင်းစုဝေးပြီးတော့လမ်းလျှောက်တာဖြစ်ဖြစ်နောက်ပြီးတော့စပိန်စီးတာဖြစ်ဖြစ်ဖန့်မှာ gathering လုပ်တာဖြစ်ဖြစ်ကျွန်တော်အဲ့လိုနေပြီးတော့ကျွန်တော်တွေ့ဆုံနေရတာဖြစ်တယ်ပေါ့နော်အဲ့ခါကျတော့ဒီဖတ်ကလူတွေရဲ့ဒီစိတ်ပျော်ရွှင်မှုတွေအရေးကြီးတာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်ကဲခုကျတော့ကျွန်တော်ဒီတိုရွန်တိုမြို့ downtown အလားကိုချိန်ပြီးတော့ဒီကလေငင်းလေးကိုရှူရင်းဒီမှာခဏနာပြီးတော့ကျွန်တော်နေရာကိုပြန်ခောက်มาဖြစ်ပါတယ်